လက်ကိုစက္ကန့်20ကြာမကြာခဏစီကြိုပါကိုရိုနာဗိုင်းရပ်စ်ရဲ့မျက်နှာပြင်အလွှာကိုဆက်ပြာကပျက်စီးစေပြီးစက္ကန့်20လောက်ကြာရင်အပိုင်းပိုင်းဖြစ်သွားစေပါတယ်။ဒါကြောင့်စက္ကန့်နဲ့ရေကိုအသုံးပြုပြီးလက်ကိုမကြာခဏစီကြိုခြင်းဖြင့် COVID-19 ကိုကာကွယ်ပါ။လက်ကိုစက္ကန့်20ကြာမကြာခဏစီကြိုပါကိုရိုနာဗိုင်းရပ်စ်ရဲ့မျက်နှာပြင်အလွှာကိုဆက်ပြာကပျက်စီးစေပြီးစက္ကန့်20လောက်ကြာရင်အပိုင်းပိုင်းဖြစ်သွားစေပါတယ်။ဒါကြောင့်စက္ကန့်နဲ့ရေကိုအသုံးပြုပြီးလက်ကိုမကြာခဏစီကြိုခြင်းဖြင့် COVID-19 ကိုကာကွယ်ပါ။
nan berdak itu Ramdam kan zong ae kan philai lo khwa dekha kan lak ngai tuk jang tin thong na rak khaliao jana oi do cheu kha chu lai da an liam jang a ti thong ha nan thai zo na nan lung le zai dak lo beng ha ga ti lai mi chu kan ram am he min nung ni kan tom fo ni nan rak ki than zo na chun lai ram rak ban te mu mit zo le ga bai lok ni ram roi khau di lo we mai hai bi dak lai pasal lai ram ni an ngai tuk jang rong ra thei nan ton chan le nan lung hai bai dong chan a chung chi na thu mang boy sin khu bi kha za jam lo kum za na liam lang mang bang aliam mi na chan ha kha man ngai te in kan izua lai ram than chau na chaယောဂကုသခံရခြင်းသည်ပြစ်မှုကျူးလွန်ခြင်းမဟုတ်ပါကိုရိုနာဗိုင်းရပ်စ်ကလူမျိုးအသက်အရွယ်ဆင်းရဲချမ်းသာကြမှမခွဲပဲကူးစက်တတ်တာကြောင့်သတိမထားမိရင်ကိုယ်တိုင်အချိန်မီကူးစက်ခံရနိုင်ပါတယ်ဒါကြောင့်ယောဂကူးစက်ခံရသူကိုခွဲခြားပြစ်တင်တာတွေမလုပ်မိစေပဲအားပေးဖိမကြရအောင်ပါ